ပြုလုပ်နေတဲ့ရေတွေရာလေးကတော့မိတ်ဆွေတို့အိမ်မှာငွေကြေးတွေခက်ခဲနေတာတို့ငွေအဝင်နေနေတာမျိုးတို့အဲ့လိုအချိန်မျိုးပေါ့စိတ်တွေမကြည်မလင်နေတဲ့အချိန်မျိုးတို့အဲ့လိုအချိန်တွေမှာဆိုရင်ဒီရေတွေရာလေးကိုညက်နေဖက်မှာပြုလုပ်လို့ရတယ်ကျွေပကံပြားတစ်ချက်ထဲမှာစံပေါက်ထည့်ပြီးရင်ဖျောင်းနိုင်လေးကိုအစိမ့်ဖြစ်ဖြစ်ကြိုက်နှစ်သက်ရအောင်ထွန်းလို့ရတယ်အယောင်မရွေးဘူးပေါ့နော်အဲ့ဒီဖျောင်းနိုင်လေးတစ်တိုင်းထွန်းနောက်ပြီးရင်ဖန်ခွက်လေးတစ်ခွက်ထဲမှာကြက်သွန်နီလေးတစ်လုံးကြက်သွန်နီလေးတစ်လုံးထည့်ပြီးရင်အမွှေးတိုင်လေးနှစ်တိုင်စိုက်ပြီးတော့မှအခုလိုမျိုးထွန်းညှိပူဇော်ပေးပေါ့နော်အဲ့ဒါပြီးရင်တခါဗုဒ္ဓံတရံကိစ္ဆာမိဓမ္မံတရံကိစ္ဆာမိသံဃံတရံကိစ္ဆာမိကိုကိုကောက်ရွတ်ပြီးတော့မှလူရာစုကိုတောင်းပေးငွေကြေးခက်ခဲနေသူကငွေအတွက်ကိုတောင်းပေးလုပ်ငန်းအဆင်မပြေသူကလုပ်ငန်းအတွက်လူရာစုကိုတောင်းပေးလို့ရတယ်ညနေပိုင်းကိုပြုလုပ်ရမယ်9ရက်တိလုတ်ပေးကြည့်ထူးလာလိမ့်မယ်ငွေကြေးတွေဝင်လာလိမ့်မယ်ကျမ်းမာရေးညံ့နေတဲ့အိမ်ဆိုလဲကျမ်းမာရေးတွေကောင်းလိမ့်မယ်အဆဆရအဆင်ပြေလာလိမ့်မယ်ပေါ့နော်9ရက်တော့လုတ်ပေးတရဏဂုံ3ပါးရွတ်တဲ့အချိန်မှာလဲဗုဒ္ဓံတရံကိစ္ဆာမိဓမ္မံတရံကိစ္ဆာမိသံဃံတရံကိစ္ဆာမိပူဇော်ရင်ရပြီဒုတိယမိတတိယမိထည့်စရာမလိုဘူးပေါ့နော်